အားလုံးပဲမင်္ဂလာပါကျွန်တော်တော့မြို့ထလာတော့ပါကျွန်တော်ဒီနေ့ဒါလေကြောင်းတက်ခိုင်းမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောချင်လို့ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီ2025ဒီနှစ်စပိုင်းမှာနေပဲဒါစက်ကောင်စီဘက်ကနေပြီးတော့ဒါလေကြောင်းတက်ခိုင်းမှုတွေခက်စစ်စစ်လှုပ်ဆောင်လာတယ်ပေါ့နော်ဒါအရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တိုက်ပွဲဖြစ်သွားတဲ့အချိန်မျိုးတွေနောက်ပြီးတော့ဒီသတင်းပေါက်ကြောင်ဖြစ်တဲ့အချိန်မျိုးတွေမှာဒါလေကြောင်းတက်ခိုင်းမှုတွေလုပ်တယ်ပေါ့အဲ့ဒီမှာလည်းဒါအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုင်းမှုတွေရှိတယ်ပေါ့ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒါတေချာတာကတော့အရက်သားတွေကိုရောဒါလေကြောင်းတက်ခိုင်းမှုတွေလုံးဝခက်စစ်စစ်လှုပ်ဆောင်လာနေပြီပေါ့နော်လှုပ်ဆောင်လာတဲ့အတွက်ကြောင့်မလို့ဒါရသားပြည်သူတွေအနေနဲ့လည်းဒါသတိထားဖို့လိုလာပြီပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒါဒီစစ်ပွဲဖြစ်ပွားရာဒေသတွေနဲ့ဒါကျွန်တော်တို့ဒီလုံးဝတိုင်းသားရေးအော်တွေထိန်းချုပ်ထားတဲ့ဒေသတွေနောက်ပြီးတော့ဒီ NUG အစိုးရထိန်းချုပ်ထားတဲ့ဒေသတွေပေါ့နော်ကျွန်တော်တို့လည်းတောက်လျှောက်သွားပြီးတော့ဒါသတင်းတပ်ပုံတွေရိုက်ကူးနေတာပေါ့ကျွန်တော်တို့လည်းလေကြောင်းနဲ့မကြာခဏဆိုသလိုကျွန်တော်တို့လည်းဒါကြုံတွေ့နေရတာပဲပေါ့နော်ကြုံတွေ့နေရတာဒါပေမဲ့ဒီနောက်ပိုင်းမှာကျွန်တော်ပို့ပြီးတော့ကြုံတွေ့လာရတယ်အဲ့တော့ကျွန်တော်လေကြောင်းတစ်ခိုက်ခံရမှုတွေကနေပြီးတော့ကျွန်တော်ကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ်တိုင်လည်းအခုချိန်ထိဒါအသက်ရှင်ပြီးတော့ကျွန်တော်သွားလာနေနေတာဒီလေဒါကျွန်တော်တို့ဒီကရုတ်ချင်းပေါ့နော်ကရုတ်ချင်းတွေအဓိကပဲပေါ့အဲ့တော့ကရုတ်ချင်းတွေတူးထားဖို့လိုတယ်ပေါ့ဒါအိမ်တိုင်းမှာလည်းကရုတ်ချင်းတွေရှိဖို့လိုတယ်ကျွန်တော်တို့ထက်တန်းသွားလာခဲ့တဲ့ဒေသတွေမှာတချို့ဒေသတွေမှာဆိုလို့ရှိရင်ဒါလေချောင်းအနေကိုအရန်ပေါ်ဆောင်မှုတွေရှိကြတယ်ပေါ့နော်နောက်ဆုံးလင်းဂျက်ဖိုက်တာပြန်ဝဲလာပြီဆိုလို့ရှိရင်လည်းဒါအပြင်ထွက်ကြည့်ကြတာမျိုးတွေလိုက်ပြီးတော့စူးစမ်းတာမျိုးတွေလောက်ကြတယ်ပေါ့နော်ဒါတွေလည်းမလုပ်ဖို့အတွက်လည်းကျွန်တော်တို့လည်းကျွန်တော်ရှင်းပြခဲ့ဘူးတယ်ရှင်းပြခဲ့တယ်ပေါ့နော်လေချောင်းတိုက်ခိုက်ခံထားပြီးသားတဲ့ဒေတာကရွတ်ကြွာကသူတွေဆိုလို့ရှိရင်တော့ဒါလင်းဆိုတာနဲ့သူတို့ဒီမှာကရုတ်ချင်းတွေသူတို့ပြေးဝင်ကြတာမျိုးတွေကရုတ်ချင်းထဲမှာပဲအများကြီးအဲ့လိုမျိုးနေကြတာမျိုးတွေလည်းအများကြီးကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီကာလမှာကျွန်တော်တို့ဒီစစ်မျက်နှာပြင်တွေရတယ်အများကြီးစစ်မြေပြင်တွေရတယ်အများကြီးကျေပြန့်လာပြီပေါ့ကျေပြန့်လာပြီဖြစ်တဲ့ကြောင့်မလို့ဒါကျွန်တော်တို့အနေနဲ့ကရုတ်ချင်းတွေတူးထားဖို့လိုတယ်ဒါကရုတ်ချင်းတူးမဲ့ဘယ်လိုမျိုးတူးရမလဲဆိုတာမျိုးတွေလည်းဒါကျွန်တော်အင်တာနက်မှာကျွန်တော်ရှာကြည့်လို့ရတယ် YouTube မှာလည်းကျွန်တော်ရှာကြည့်လို့ရတယ်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒါလေရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အထူးသတိထားမယ့်အချိန်ဖြစ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒါသတိပေးခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလုပ်လိုက်တာဖြစ်တယ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ကိုယ်တိုင်ဒီလည်းလက်ရှိကျွန်တော်အရှိမပြောခဲ့သလိုပဲလက်ရှိအချိန်ကြီးကျွန်တော်အသက်ရှင်နေနိုင်တာတွေလည်းအခုချိန်ကြီးအသက်ရှင်နေနိုင်တာတွေလည်းဒါကျွန်တော်တို့အနေနဲ့ဒါကရုတ်ချင်းပေါ့နော်ကျွန်တော်တို့ဒီကရုတ်ချင်းတွေကိုကျွန်တော်တို့နောက်ဆုံးလေးနဲ့ကျဲခံရတော့ဆိုလို့ရှိရင်လည်းကျွန်တော်ကရုတ်ချင်းတွေကိုတော့ဒိုင်မပြေးဝင်ရတာမျိုးတွေနောက်ပြီးတော့ဒီdrone တွေကောင်းကင်မှာဝဲနေရဆိုတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါညအိပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်ကရုတ်ချင်းထဲမှာပဲညအိပ်မယ်ဆိုပြီးတော့အိပ်ကြတာမျိုးတွေကျွန်တော်လုပ်ကြတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒါဒီဘပြည်သူတွေအနေနဲ့လည်းဒါဒီပြည်သူလူထုတွေအနေနဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အိမ်တိုင်းမှာကျွန်တော်ကရုတ်ချင်းတူးထားဖို့လိုပြီပေါ့နော်နောက်ပြီးတော့ဒီလင်းလာလို့ရှိရင်လည်းစူးစမ်းတဲ့အနေနဲ့ကျွန်တော်တို့ထွက်ကြည့်တာတွေမလုပ်ဖို့အတွက်လည်းဒါတတိထားဖို့လိုလာပြီပေါ့နော်အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းဒါကရုတ်ချင်းလေအကြောင်းအနေနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာဒါဒေတာကာကွယ်အဖွဲ့အစည်းတွေရောတခြားအဖွဲ့အစည်းတွေရောနေပြီးတော့ဒါပညာပေးလှုပ်ဆောင်နေရတယ်လည်းရှိတယ်ပေါ့ရှိတဲ့အတွက်ကြောင့်မလို့ဒါတွေကိုလည်းကျွန်တော်အင်တာနက်မှာကျွန်တော်လွယ်ကူရှာလို့ရတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့တေချာလေ့လာပြီးတော့တေချာ view ဆိုင်ကြဖို့အတွက်ကျွန်တော်ဒီနေ့ကနေတိုက်တွန်းချင်ပါတယ်